ဒီနေ့က17ရက်မြောက်တဲ့နေ့ပါဇယံနဲ့ပြထားတာအရင်အပတ်ကနေတွက်မယ်ဆိုလို့ရှိရင်တစ်ပတ်ခွာချိန်နေပေါ့နော်ဒါပေမဲ့အိမ်နှာခေါင်းရဲ့အလဲကရောင်နေတာလေးကိုတိတ်ပြီးတော့စိတ်တိုင်းမကြနဲ့ဆရာကိုပြန်သွားတိုင်မင်းပြီးတော့ပြောတာပေါ့နော်မေးခဲ့တာဒါတော့ထုံးစံအတိုင်းပဲ15မိနစ်စီမျက်နှာကိုမီးပြပါတယ်ကျမမီးပြနေတဲ့အချိန်သူကတော့အိတ်တာကိုခေါ်နေပါတယ်ပြီးတော့ခေါင်းသားလျှော်တယ်ပေါ့နော်ဒီညလဲပွဲလေးသွားစရာရှိရနဲ့ခေါင်းလျှော်တယ်ခေါင်းလျှော်နဲ့သပင်ပေါင်းနေတဲ့အချိန်မှာသူကလည်းဘေးနားနေပြီးတော့ထိုင်ဆောင်မနေခြင်းတဲ့အတွက်ဘယ်အချိန်ကျမခေါင်းလျှော်သူကခေါင်းလိုက်လျှော်ပါတယ်ခေါင်းလျှော်ပြီးရဲ့အချိန်မှာအဲ့ဒါကတောင်းကလာထဲမှာပဲမှုရေးဆိုတဲ့မြန်မာထမင်းဆိုင်လေးပေါ့နော်အရန်စားလို့ကောင်းတယ်အလဲကအိတ်ခွက်တေးသေးလေးတွေကသူကအရန်ဟင်းပေးထားတာအဲ့ဒါအိနေရကျော်မှားတာကဒီငဖယ်ရဲ့စက်တဲ့ချက်မြေကဟိုအမဲဥရေပေါ့နော်အဲ့ဒါလေးကအရန်စားလို့ကောင်းတယ်အဲ့ဆိုင်မှာဆိုလဲစားတာ3-4ကောက်ရှိပြီပေါ့ဘာလို့လဲဆိုတော့ဟိုစားတာတန်ရှင်းနေပြီးတော့စိတ်တိုင်းကြတယ်ပေါ့နော်တရတီးဆိုလို့ရှိရင်လည်းဝင်းရအောင်လေးကိုအရန်သဘောကျတယ်စားလို့ကောင်းတာနဲ့တို့စီရပကံတွေကတရတီးကုံသွားလို့ထပ်ပြီးတော့တရတီးနောက်တစ်ပွဲထပ်တောင်းပြီးတော့စားတာအရန်ကြိုက်တယ်ဟိုတရတီးပေါ်ချိန်ဆိုတရတီးနဲ့ထမင်းနဲ့စားတာလိုက်တယ်ပေါ့နော်ပြီးတော့အိမ်ပြန်ရောက်တယ်အိမ်ပြန်ရောက်ပြီးတော့ကျွန်မခဏနားယူပါမယ်